ဘယ်လိုလဲမသိဘူးလူငယ်တွေအင်တာနက်မရှိတော့ဘူးလေဘာလို့လဲဒီမှာဟုတ်တော့မြန်မာနိုင်ငံနဲ့စုတဲ့ဆောင်းပြောတာညာလို့ဖြစ်နေတယ်တကယ်လည်းလူငယ်ချက်ဆိုကြည့်မယ်လို့ရှိရင်လူငယ်တွေအနေနဲ့ပါဒီလိုလူငယ်တွေနေနေရှိတော့တာကိုကျွန်တော်တို့ကအဲ့ဒီအသေးတော်ရှိတဲ့လူငယ်တွေပေါ့အခုလုံးဝအသေးတော်တွေကထပ်တော့ဘယ်လိုလုပ်လဲထပ်တော့လူငယ်တွေအမြဲဆုံးအကောင်ထပ်တော့ဘယ်လိုလုပ်လဲဒီလိုအဖြစ်ကိုတော့တော့ဆုံးတယ်အနေစီကိုအချိန်ကြီးပါကျွန်တော်လည်းဒီရောက်နေတော့အတင်းတော်တွေမှာလက်ဆွဲတော်မှာလက်နေခဲ့အတင်းတော်မှာလူငယ်တွေရန်နေရပြီဒီရောက်ပြီးတော့စဉ်းစားမိတယ်ဒီလူငယ်တွေရန်နေဒါထက်နေအောင်လုပ်ရတဲ့ဉာဏ်ကောင်းနေတယ်ရှိတော့ဒီနည်းလမ်းကိုရှင်းတော့ကြည့်ရအောင်ဒီလမ်းတော့ဖြစ်ပြီးပရမောဆုံးတစ်ချက်ကတော့ရဲတဲ့တော့မှာလူငယ်တွေရှိဒီလူငယ်တွေကိုပရမောဆုံးတစ်ချက်နဲ့သူတို့ကိုတင်းတော့မှာပြင်းပြတော့ပြင်းပြတော့တော့ပဲတင်းတော့မှာသူ့ကောင်းတဲ့ချိန်မှာတရားဟောချက်တွေနဲ့သုံးနိုင်တော့ပြီးရင်အတင်းတော်ကိုအတင်းတော်ကိုလည်းကိုယ်လေးမှတ်တာမျိုးဝိတ္တဟာဖွဲ့ရလို့မလုပ်ဘူးဒီတစ်ချက်ဒါလူငယ်တို့သက်တော်လိုက်ပြင်းအောင်လုပ်ပဲဒုတိယတစ်ချက်တွေလည်းလူငယ်တွေတင်းတော်မှာရှိပညာရေးသင်ကြားနေရတယ်ရှိတယ်တင်းတော်မှာပါဝင်တဲ့စိတ်တွေရှိရတယ်ရှိရပါတော့သူတို့ကိုသူ့မဲ့လည်းသူတို့လက်သွဲပေါ်ပြီးဖြစ်မရှိဘူးငွေကြီးကဲကဲတွေငွေကြီးအပြည့်ကိုရတာမရှိဘူးပညာရေးအတွက်ရှိရှင်တဲ့အားရှိတယ်ကျွန်တော်တို့ပြောပြပြီးလမ်းကြောင်းနဲ့ပြင်ပြီးပေါ့နော်ဒါမျိုးလုပ်မယ်ပေါ့ဒါဒုတိယတစ်ချက်သတိရတစ်ချက်တွေနဲ့လူငယ်တွေအတင်းတော်မှာလုံးဝမပြောလုံးဝရတဲ့ကောင်းမှုရှိဒီရောက်တစ်လုံးစီတော့ပြောပြနေသီးတွေပြန်တော့ကြည့်ရဒီချက်ကပါလဲလို့ပြောရင်လူငယ်တွေရဲ့မျိုးစကားတော်မှာလူရဲ့အဖြစ်ဒီတိုင်းလေးဖြစ်တယ်လူငယ်တွေစီးပွားရေးပေါ်လိုက်တယ်ဟောပါလားဒီတစ်ချက်တော့နောက်တစ်ချက်လူငယ်တွေရဲ့ဒီရဲ့အကြောင်းကိုနားထောင်နေအောင်လဲဒီအချက်တွေယူလိုက်ပြီးဒီကံနဲ့ထားလိုက်အောင်ဒီကတော့ကျွန်တော်တင်းတော်ဝါလူငယ်တွေရှိအောင်အရင်ဆုံးသက်အောင်လုပ်ရတဲ့ဒီနဲ့ဆိုချက်တွေဒီပြောဒီကြောင့်ဒီကိုတို့ကြည့်နေပါမယ်ဒီတိုင်းပြောရရင်ကျွန်တော်ပါစာဒီကိုဒီတိုင်းတော့ဒီနဲ့ပါစာကြောက်ပါစာသူအနေနဲ့လူငယ်တွေကိုအသင်းတော်ကနေအမြန်ဆုံးသက်သွားနိုင်အောင်သူတို့ဘယ်လိုလုပ်လဲဆိုရင်တို့အင်္ဂလိပ်လို dream ability and in attending sorry လူငယ်တွေကိုတို့သင်းတော်ကနေပြန်သက်သွားစေချင်တယ်သူဝိချုံတဲ့မိခွေးလိုကြည့်ရင်ပြန်ဆက်ပါမယ်ဘောပေါက်လာပြုတ်အပြောင်းနဲ့ပဲပြောအားသာပြီးတော့အလုံးနဲ့နိုင်အဲ့လိုမျိုးဆိုရင်စစ်စစ်မိသားအကြတာကိုပြောတယ်ဒါပေမဲ့ကိုလူနိုင်ကအဲ့ဒါမရှိဘူးအများကြီးမှာတော့ကောင်းချီရောင်ဆောင်ရတာပဲကိုရဲ့စိတ်လုံးထဲမှာတခုခုဖြစ်နေတာနားလည်တတ်မယ်လို့ယုံကြည်ပါတယ်အဲ့လိုမျိုးလုပ်ရင်တော့လူငယ်ပြီးညံထွက်သွားမယ်လို့ကျွန်တော်အယုံကြည်ပါတယ်ဒုတိယချက်ကလူငယ်ပြီးသူတို့နဲ့သူတို့ဘာသာကိုကြားရှင်တဲ့အကြည့်တွေ့ဘယ်လိုပြောရလဲခိုင်မာတော့လုံးလုံးရတယ်ဘယ်လိုလုံးရလဲဆိုရင်တို့ဖြားချောင်းတွေကိုတို့ကျမ်းစာဖတ်တဲ့အခါမှာဘုရားခင်ကငါရဲ့အပေးမှန်တော့ငါလူမျိုးတို့ကိုတောင်းချီနေရာကြီးနေလို့တရားပြောပါတယ်ဒါပေမဲ့တို့ဖြားချောင်းတွေ
တော့လိုက်တဲ့ဆိုရင်လည်းအမျိုးဖြစ်သွားမယ်ဘလောက်ပဲပြရတဲ့စောင့်စီဖြားချမ်းသာတဲ့ကဆိုတော့သူ့ဘုံပြုချင်းမှုပေးတဲ့ကြောင့်အဲ့ဒါကိုတို့ရေးဆိုင်ပြီးတော့မလုပ်ဘူးဆိုရင်လည်းသွားနိုင်ချီရှိတဲ့ဆိုတဲ့ချက်တွေနဲ့ပြောကြချင်ပါတယ်သူတိယအချက်နဲ့လူငယ်တွေကိုအသိတော်ကနေပြန်ဆက်သွားအောင်လုပ်ချင်းတဲ့ဆိုရင်ဒီဝုကုကိုယ်ချင်းတွေအသိတော် activity တွေတင်းအောင်လုပ်လို့ရပါတယ်ခုနကျွန်တော်လည်းစီကျော်လိုမျိုးတရားရှိဟောတာမျိုးလိုမျိုးမနိကကျွန်တော်sorry SOP ဖတ်တဲ့ချိန်မှာကျောင်းလေးတတိချာပြီးကြောက်မှာမျိုးတရားရှိဟောခြင်းဒီဟာတွေကအကျိုးဖြစ်ဖို့ဆိုတဲ့ချက် Christ of the lesson စာပေတာကျောင်းဆယ်ကနေကျောင်းဆယ်ဒီမှာကျွန်တော်မင်းညာဒီပဲဖတ်သွားတယ်အဲ့ဒါတော့ဖတ်ရုံကိုပဲနဲ့လုံးသွင်းပူပြီးတယ်အဲ့လိုမျိုးမလုပ်ဘူးဆိုရင်လည်းညာဆုံးတော်ပဲလို့ကျွန်တော်ယုံကြည်ပါတယ်ဒါကတော့ research လုပ်ပြီးတော့ကြောက်ချက်ဖြစ်ပါတယ်ဆက်စပါတယ်ဒီကုန်းလေးကိုချိန်ချမ်းလို့ကျေးဇူးပါတယ်။တရားတော်နဲ့ဒီပဏာယီကိုကျွန်တော်ပြရတဲ့ချိန်ချမ်းလို့တော့ပြောတာဖြစ်တယ်။ကျွန်တော်အနေနဲ့တော့ပဏာယီကိုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကဒီဝေကြီးပိုင်းနဲ့ဟွာတော့လူငယ်တွေကိုကျွန်တော်ရဲ့အသိတော်ကနေမြန်မြန်ဆန်ဆန်နဲ့လို့ဆက်တော့ဟောနိုင်တယ်ဆိုတော့ပထမဆုံးချက်အနေနဲ့ကျွန်တော်တို့အသိတော်ရဲ့ကျွန်တော်ရရှိတဲ့ဒီအသိတော်ရဲ့ငွေစည်းရင်းကိုအထက်ကြီးမှလည်းဆိုပဲသိအောင်လုပ်လို့ငွေတွေကိုပေးပြီးအခုမေးချင်တယ်ပေါ့နော်ကျွန်တော်ခုမှပဲဟောနေပေါ်လာကျွန်တော်အမြင်နဲ့စဉ်းစားနေရှင်းလိုက်တယ်ကျွန်တော်တို့ဒီကျောင်းလေးကိုသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်များ Facebook မှာလည်း share ကြတယ်လို့ကျွန်တော်တွေ့ရတော့အရင်ကကျောင်းလေးကပုံမှန်တော့ရှိတယ်ဆိုတော့ကျွန်တော်ပေးနေစားတယ်ဒီသိစမပြေဘူး။အဲ့တော့ဒီနေ့တော့ပူကောက်ပဲဆိုတော့ကျွန်တော်ဟင်းပူကောင်းလာ။ရပြီးတော့သွေးကြီးတဲ့အခါမှာကျွန်တော်တို့ဟုတ်လား။ဒါမဲ့ဒီနေ့ရောက်တဲ့ဒီနေ့လည်းရောက်အရင်ကအတိုင်းပဲဆိုရင်ကျွန်တော်စဉ်းစားတယ်အခါမှာမတော်ဘက်ဆန်ကြီးပဲရောက်သွားတယ်။ဒါဆိုပြောချင်တာကြောက်လို့ဒီခါပြောတာမဟုတ်တော့ပြောချင်တာကကျွန်တော်လူအဒီငွေစည်းရင်းကိုအထက်ကြီးပိုင်းနဲ့ပြီးတော့လူငယ်တွေကိုပေးပြီးမှုဆိုရင်လည်းလူငယ်တွေစိတ်ထဲမှာသူတို့အနေနဲ့စိတ်မပြေမှုတွေအများကြီးပေါ်စေနိုင်တယ်ဆိုတော့ပြောချင်တာဖြစ်တယ်။ဒုတိယချက်ကတော့ကျွန်တော်တို့ဒီအတင်းတော်တွေမှာဒီပြောမယ်ဆိုတော့တို့ရွာပဲချမ်းပါတယ်တော့တို့ရွာပဲချမ်းပါတယ်အဆောက်အဦတွေရှိတယ်ရွာပဲမှာဒီဘုရားကျောင်းလေးဆောက်လာတာရှိတယ်နေရာဒေသတော်များများမှာဘုရားကျောင်းဆောက်ပါတယ်နာမည်လေးကြီးမယ်ဆိုရင်အပင်းလူအသင်းသားတွေရမ်းနေပါတယ်ဒါဘာပြောချင်လဲဆိုတော့ကျွန်တော်အဆောက်အဦတွေမှာပဲဒီကရင်းနှီးမြှုပ်နှံမှုလုပ်ပြီးတော့လူငယ်တွေရဲ့အသက်ကရင်းနှီးမြှုပ်နှံမှုအားနည်းနေတယ်ဆိုတာသိရတယ်ဒီလိုမျိုးလုပ်မယ်ဆိုရင်ကျွန်တော်အဆောက်အဦတွေပဲပြောလာတေဝါမှာအင်ရှင်လောက်ပဲရှိတယ်ရောမှာတဲတော့ဆောင်ရှိတယ်ဆိုပြီးရောဆိုတဲ့ပုံစံမျိုးရတဲ့ဆိုရင်ကျွန်တော်လူငယ်တွေပြန်ဆုံးဒီအင်းတော်လေးသွားနိုင်ပါတယ်ကျွန်တော်ဆက်လက်ပြီးတော့နောက်တစ်ချက်အနေနဲ့ဒီလူငယ်တွေရဲ့အတွက်ဟိုလည်းတဲ့ဘောဒီအခုတော့ပါဝင်ချင်လာအောင်ဆက်ဆောင်နိုင်တဲ့ဒီ PC တွေရာဒီ piano ဂီတာစတဲ့အရာတွေကိုဝင်ပြီးဖို့အတွက်ဟုတ်လားဒီဒီလုံးနဲ့ဖို့အတွက်သူ့နေမယ်လူကြီးတွေအနေနဲ့ဒါပဲဒါအဓိကမထားပဲနဲ့အသိရှိနေမယ်ဆိုရင်ဒီလူငယ်တွေရဲ့စိတ်ထဲမှာကျွန်တော်အသိတော်မှာပါဝင်ဖို့စိတ်အားထက်တဲ့ပုံများရောကြသွားပြီးတော့ဒီအသိတော်ရဲ့အဆုံးသက်သာနိုင်တယ်ဆိုတော့သက်သာအောင်လုပ်တယ်ဆိုတော့ကျွန်တော်လည်းပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်နောက်ဆုံးတစ်ယောက်အနေနဲ့ပညာရေးကိုဆက်လက်လုပ်ဖို့ဖြေချဖို့တောင်းဆိုပါတယ်ကျွန်မအနေနဲ့လူငယ်တွေဘာလို့အခုလိုတွေကနေအများဆုံးဖတ်သွားနိုင်လို့တဲ့ဒီလမ်းကိုပြန်ပြီးတော့သုံးသပ်ကြည့်လိုက်တဲ့အခါမှာ
education နဲ့အရာပေါ့နော်ကျွန်တော် class of school ကိုခံစီလိုက်တဲ့အခါမှာဒီကလေးတွေက environment ကဘာမှအရေးကြီးတယ်ပြီးလို့ရှိရင် motivation ကလည်းပြည့်တယ်ပြီးတော့ emotional development ကကလေးတွေကိုသူ့ကိုထောက်လို့တော့ဘယ်လောက်ထိအရေးကြီးတယ်ဒါကမှ social relationship leadership style ဒီအရာတွေကကလေးတွေပေါ်မှာအခြေခံထားတဲ့အရာတွေဖြစ်တယ်အဲ့ဒီတော့ကျွန်တော်ရဲ့သင်ခန်းစာတော့ကလေးတွေကိုအမြဲတမ်းဝေဖန်နေတယ်ကျွန်တော်တို့လူတွေအမြဲတမ်းဝေဖန်စိုက်ပါသိချင်တယ်ဒီနေ့ဒီပတ်တာနေမှာဖတ်ပါမယ်နောက်တစ်ချက်တွေကကြတော့ဒီကြောင့်လည်းမှာကျောင်းသူကျောင်းသားတယောက်ကအရေးမပါဘူးကိုခံစားလာရတယ်ဒီဆရာမတို့ဒီစိုက်ပါဘူးခံစားလာရတယ်ဆိုဒီအကြောင်းကိုကြားတာတက်ဆုံးဒီအကြောင်းစိတ်ဖြစ်ဖို့ပါဒီစာသင်ခန်းကတော့ဘာမှသိနေစရာမရှိဘူးအဲ့လိုပဲကျွန်တော်အသိပေါ်မှာလူငယ်ကျွန်တော်တို့ကတန်ဖိုးထားဖို့အရေးမပေးဘူးဆိုရင်ဒီလူငယ်တွေကလည်းသူ့ရဲ့စိတ်ထဲမှာမှာဒီအသိပေါ်မှာဘာမှတန်ဖိုးရှိပါဘူးဆိုတော့ကိုစိတ်နဲ့အနောက်စိတ်နဲ့ပြီးတော့ဇာတိကိုဒီစိတ်ကလုံးချုပ်သွားတဲ့အခါမှာဖတ်သွားမှာဖြစ်တယ်နောက်ချက်တွေကကြတော့ကျွန်တော်ကျောင်းတင်ရတာကမှကလေးတွေရဲ့ relationship ကိုတိစောက်တာချက် rules တွေ explain တွေကိုပဲအလေးထားနေတယ်ဆိုလို့ရှိရင်ဒီကလေးကဒီဆရာမကလည်းလုပ်နေတယ်ဒီစီကံနဲ့ငါနားထောင်နေရတာဒီ rules တွေတော့ငါလိုက်နေရတာနော်ငါနဲ့ relationship ခံရဖို့ဘာမှတော့မလုပ်ငါပြောရတာဘာမှနားမထောင်ဘူးဆိုရင်ဒီကလေးကဒီလူငယ်တယောက်ကထွက်သွားတယ်ဆိုတာကသူ့အဖြစ်ရှိနေတာကျွန်တော်ပြန်ပြောဖို့အမြင်လို့ရှာတယ်နောက်တစ်ခုတွေကတော့ကျွန်တော်ကလေးတွေကို assignment အများကြီးလုပ်တယ်ဒီနေရာမှာတော့ education တွေအရင်ကလို့ရှိရင်ကျွန်တော်ပြောလို့ရှိရင်ကျွန်တော်ကAI ရော online နဲ့ online classes တွေကတော့ AC ပဲ one to one လို့ရှိရင်ဆိုရင်မှ ChatGPT Gemini ပို့လာဒီအရင်ကရှိတဲ့လို့ကိုလေဟာတော့လေကိုပြရှာရတဲ့တော့သိသိဖြစ်လာတဲ့အခါတော့ကလေးတွေကပါလာတယ်အချင်းချင်းစီအများကြီးလောက်လာရတဲ့အခါအကျုံးပင်ခံလာတယ်တို့ကိုအလုံးမြင်လာတယ်ပေါ့နော်အဲ့လိုပဲကျွန်တော်ရဲ့အင်းတော်မှာဒီလူငယ်လေးတွေကိုတဲ့ responsibility အများကြီးပေးနေဆိုလို့ရှိရင်သိချာတဲ့လူငယ်လေးတွေကဘန်းနာသူတောင်းကြရတယ်များလာတယ်ဘန်းနောက်ဖြစ်ပြီးတော့အပြည့်ရှင်စိတ်တွေပါဖြစ်လာတာဘယ်တော့မှပြန်မလာဆရာတဲ့ဒီနေရာကိုစိတ်တော့တော့မှာနောက်တစ်ချက်တွေကတော့တောင်းတဲ့ဉာဏ်ကတော့အရေးပြောတယ်လုံးပေါ်တယ်ချီချွေတရားကတောင်းတာတွေလုံးပေါ်တယ်ဒီလိုမျိုးအသိတော်မှာကျွန်တော်ကအရေးပါလာတဲ့နေရာကိုရောက်လာတဲ့အခါမှာသိချာတယ်ကျွန်တော်တို့အောက်မှာရှိနေတဲ့လူငယ်တွေအများကြီးရှိတယ်ကျွန်တော်တို့ကလည်းအဲ့ဒါလေးကိုမြင်ရောကျွန်တော်လုံးဝတဲ့ခါတွေလည်းကျွန်တော်လုံးဝတဲ့ခါမှာဒီလူငယ်တွေကကျွန်တော်တို့ကိုကြည့်နေတာကျွန်တော်တို့ကိုကြည့်ပြီးတော့ဖွင့်တော်ရဲ့သက်သေကောင်းတွေနဲ့အမြဲတမ်းကျွန်တော်တို့ပုံသက်နေတာဒါလေးကျွန်တော်မြင်ထားတယ်ဆိုလို့ရှိရင်ဒီလူငယ်တွေကသူကလည်းပုံမှန်တော့တောင်းစကားပြောတာဆရာမကတော့ပုံမှန်ဆွေရမှာလို့ရှိရင်ဒီဆရာမကအတင်းနဲ့တက်တာပဲโอเคဒီဆရာမကအတင်းနဲ့ပေါ်တာပဲခေါ်တဲ့အခါကျတက်တာပဲ no တော့ဘာမှအတူတူကြာရှိတော့သူတို့လည်းအတူတူကြာရှိရတဲ့အခါမှာလူငယ်တွေအမြင်ဆုံးသူတို့ထွက်သွားအောင်ဖြစ်တယ်ပေါ့နော်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ကျောင်းတင်တဲ့အခါမှာကလေးတွေကိုကျွန်တော်တို့လုပ်တယ်ဆိုရင်ဘာသာအားလုံးလုပ်နေရတယ်โอเคဆက်တော့1မှာဆိုရှင်ကျွန်တော်တို့ကword တောင်းတင်တယ် word တော့ပါလေscience မှာအဲ့လိုတင်တာဒါမှမဟုတ်အဲ့လိုမျိုးဘာမှမလုပ်သေးပဲဒါသင်ကြရှိတာတော့သိအဲ့လိုပဲတော့လုပ်နေတယ်တော့ဘာလို့မှမရှိနိုင်ဘူးဒီကလေးတွေကိုရည်ရွယ်ချက်ရှိ
အမြဲတမ်းဘုရားရဲ့ဉာဏ်ကိုသိတယ်။ဒါကြောင့်ကျွန်တော်တို့ကဘုရားကိုဦးဆောင်တဲ့နေရောအဖွဲ့အစည်းမှာဖြစ်တယ်။လူငယ်တွေနေရောမှာလူငယ်တွေကတော့တော်တော်ကချက်ချက်ကျွန်တော်တို့ကဘယ်လိုလုပ်လို့အဲ့လိုဖြစ်တယ်အဲ့လိုရှိတော့ဆက်လို့လူငယ်တွေကဒါဆိုလူငယ်တွေတော့မှလည်းရှင်းမှာတော့ဆက်လို့တော့ဖြစ်တယ်အဲ့ဒါဆိုလို့ရှိရင်ဘယ်လိုမှမချဘူးအဲ့လိုတော့ဘယ်လိုကြည့်ရလဲအဲ့ဒီဒီဘုန်းကြီးကိုပြန်ပြီးမှကြည့်ပြီးတော့ဘယ်လိုတက်နေတာလဲဘယ်မှာတော့ပြန်မယ်မျက်စိကိုဖိတ်တော့โอเคဒီတော့မှလူငယ်တွေတော့လူငယ်တွေတနေ့လားဆရာတော်ညမလေးဒီတော့လည်းမှာလူငယ်တွေတော့ပထမဆုံးဒီလက်ကလူငယ်တွေလူဘုရားချက်ရှိတာစိတ်ကြီးဖြစ်နေကြရအတဲ့တော့တပါးလည်းပြတ်ပြောင်းမှုစီဝေးမှုတွေကမလုပ်ဘူးလို့ပြောလိုက်တော့အဲ့ဒီအောင်ကြောင်းတဲ့ပြန်ပြောရမယ်ဆိုလို့ရှိရင်လူငယ်တွေလုံးကြောင်းလာတယ်လို့ပြောတယ်တစ်တစ်ချက်လူငယ်တွေကိုအတဲ့တော်တွေလုံးကြောင်းလာတယ်လို့ပြောရမယ်လူငယ်ကလည်းတရားကျင့်မှုတော့ဆက်ဆောင်ရတဲ့အားအများကြီးရှိတယ်လူငယ်တွေတောင်းရတဲ့လုပ်ငန်းများရှိပါဘူးဥပမာနဲ့ဆိုရင်စေယုံတာလာလည်းကြည့်ကြည့်ပြည့်ပြည့်လုပ်ရပြောလို့ရတယ်တွေးလူလည်းဆိုတဲ့အတိုင်းတွေးလူလိုက်ဝင်ပြီးတော့မှာမဟုတ်ဘူးเนาะတွေးတဲ့လူတွေနဲ့တရားတွေနာတွေကိုချင်းချင်းပဲစေယုံတွေမှာလည်းပဲဘလို့မှာအစားအစာလေးတွေငေါ့မယ်တစ်ခုပဲတဲ့စကားလေးတွေငေါ့မယ်တော်တော်ဒီလိုလုပ်လို့ရတယ်เนาะဒါတော့လူငယ်တွေလှုပ်ဆောင်ရတဲ့ဒီအတင်းတော်မှာသာတွေအများကြီးတဲ့အနေနဲ့တစ်ခုကိုပေါ်ပြသွားတော့ပြီးတော့လူငယ်တွေပြတ်ဟာရအစစ်တွေပြုလုပ်လို့ရတယ်အတင်းတော်တွေမှာလူငယ်တွေပြင်းတယ်အပတ်တိုင်းဒီလူတွေပဲပြုတယ်ပြင်းဖို့ကောင်းတာဒီဆရာဆရာမတွေပဲဟောကြားတာပြင်းဖို့ကောင်းတာဆိုလို့ရှိရင်ကျွန်တော်နေပြီးကြောက်နေလို့ရှိရင်ဒီတင်းတော်မှာရှိတဲ့လူငယ်တွေဒီဘက်မှာဒီဘက်ဘုရားကျောင်းကိုပြုပြီးတော့ဖိတ်ခေါ်လိုက်တယ်ဘယ်လိုရှိပြီးဒီလိုပဲဟောတော့တောင်းတော့သာသနာလုပ်နေတယ်ဆိုရင်လူငယ်တွေတက်တော့လာနောက်တစ်ချက်လည်းပညာရှင်တွေပေါ်တော့မှအားပေးမယ်ဒီကဆရာမတွေကိုမတော်ဘူးလို့ဆိုတာပေါ့နော်ကျွန်တော်မြင်နေကြတဲ့အကြောင်းနဲ့ဒုဥရာမျိုးတွေရှိနိုင်တယ်အဲဒါကြောင့်တို့ဒီပညာရှင်တွေပေါ်တော့မှဒီကပညာရှင်ဥပမာဆိုလို့ရှိရင်ယုံကြည်လို့တော့စစ်စမ်းအောင်လို့ပေါ်တော့မှဒီနေရာမှာလူငယ်တွေအားတက်လာအောင်ပေါ်ပြီးတော့မှချီးမွမ်းတစ်ချက်တွေဥဆောင်လို့မှတော့ဒီဆိုရာမျိုးတွေစီစဉ်ပြီးခေါ်လို့ရဆိုလို့ရှိရင်လူငယ်တွေအင်မတန်တက်သွားတော့သူတို့ကချင်ပြည်နယ်မှာတော့ဒီဆိုလိုလည်းပေါ်တော့ဒီဆိုလိုကြီးဗန်ကီများပုံနဲ့ပုံရတဲ့တစ်ချက်စီဆိုထားတဲ့ဆရာကအောင်လို့ဆိုရင်ဘုရားတောင်းရမှာဒီလိုလူငယ်တွေအားပေးတဲ့တစ်ချက်တွေပုံချီးမွမ်းတာလည်းဖိတ်ခေါ်ပြီးကြပါတော့သူတို့ဒီလိုလုပ်လို့ဆိုရင်လူငယ်တွေတဲ့တော့မှပြီးပြီးတာလည်းပုံပဲနဲ့ပြောရှင်တာမျိုးပဲရှိကြပါတော့ဒါတော့အတင်းတော်မှာလူငယ်တွေဒီမှုမရှိဘဲနဲ့အတင်းတော်ကိုအတင်းတော်မှာပြောရွှင်နေနိုင်တဲ့လုပ်လို့ရတဲ့ချက်တွေဖြစ်ပါတယ်။ဒီအချက်တွေနဲ့လူငယ်တွေပညာရေးမှာတိုးတက်ဖို့ကြိုးစားနေတဲ့အချိန်မှာပညာအားငွေကပြီးရင်အကြံဉာဏ်တွေလည်းမပေးဘူးလို့ကျွန်တော်ပြောလိုက်တော့ဒီအောင်ကျောင်းပြန်ပြန်လာလို့မှပြန်ကြည့်လိုက်လို့ရှိရင်အတင်းတော်မှာလူငယ်တွေခက်ခဲတဲ့လူရှိရဲ့အဆင်ပြေနေတဲ့လူတွေရှိရဲ့ဘယ်လိုလုပ်လို့ရလဲဆိုလို့ရှိရင်ညီအောင်တော့အတင်းတော်မှာအဖွဲ့အစည်းတစ်ခုဖွဲ့စည်းလိုက်ပဲလူငယ်ဌာနဆိုတော့မှာဖွဲ့စည်းတော့မှာရန်ကုန်တွေရှာမယ်တောင်းတက်နေတဲ့ကျွန်တော်အတင်းတော်မှာဆိုလို့ရှိရင်နေစည်းဖြစ်တယ်ပေါ့နော်နေစည်းဖြစ်နေပြီဆိုလို့ရှိရင်တင်းတော်မှာလူငယ်ဖွဲ့စည်းတော့မှာတောင်းတက်ဖို့ခက်ခဲတဲ့လူရှိရဆိုလို့ရှိရင်အလူရှင်တွေလိုက်ရှာပေးမယ်တောင်းတူတောင်းတဲ့တောင်းတက်နိုင်တဲ့ပြင်ဆင်ပေးတော့နော် scholarship တွေရှာပေးတော့မှာသူတို့တောင်းတက်နိုင်တဲ့ပြင်ဆင်ပေးမယ်ဒီကျွန်တော်တို့အတင်းတော်တွေမှာဆိုလို့ရှိရင်များစုပါသူတို့ရဲ့ဆရာတော်ရာသိဝင်ဆိုလို့ရှိရင်ဒီကိုတင်းတော်အတင်းသူတင်တာတွေအောက်ခံကြတော့မဟုတ်ဘူးကဒီကျောင်းစည်းအစုံအကုန်လုံးပြီးပြီးဝါတော့မှတယ်နော်သူတို့အဲ့လောက်ရဲတော့မှတ်နိုင်အောင်ကျောင်းစည်းတွေကိုသူတို့ပုံပိုင်းတက်တော့ကျွန်တော်ရဲ့အတင်းတော်ကနေဖောက်ပြန်ပြီးဝင်ပြည့်စည်တယ်ဆိုလို့ရှိရင်ကျောင်းသားတွေကျောင်းတက်နိုင်တဲ့ပုံရောမှဆင်ပြီးပဲလို့ကျွန်တော်မြင်တယ်ပေါ့နော်ကျောင်းတက်ပြီးသွားတဲ့အခါမှာ appreciation အစီအစဉ်လေးတွေလည်းလုပ်ပြရမယ်ဒီကျွန်တော်အချင်းပြည်နယ်မှာအစီအစဉ်တစ်ခုလုပ်တာဆိုတော့ဘောကြလို့ရှိရပါလဲဆိုရင်
ကျောင်းသူကျောင်းသားတွေ10တန်းအောင်တယ်12တန်းအောင်တယ်တက်ပြီးတော့အောင်တယ်ဆိုလို့ရှိရင်လူငယ်ဌာနနေပြီးတော့မှappreciation လို့ပြောမှဒီဂုဏ်ပြုလက်မှတ်ပေးတယ်ပြီးတော့မှငွေကြေးတစ်ခုထောက်ပံ့ပေးတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဆက်လက်သွားမယ့်အရာနိုင်ငံခြားမှာတောင်းတဖို့အတွက်ဖွင့်လန်းတယ်ဘယ်လိုရှိရဆိုတဲ့အရာကိုဆက်လက်ပြီးတော့မှလမ်းညွှန်ပေးနိုင်တယ်ဆိုရင်ပို့လို့မှကောင်းမယ်ပေါ့နော်ဒီအရာတွေကအင်မတန်မှကောင်းတဲ့အရာတွေပေါ့နော်နောက်ဆုံးသက်ပြတဲ့ချက်တွေနဲ့လူငယ်တွေရဲ့အကြံကိုနားမထောင်လူငယ်တွေရဲ့အကြံကိုနားမထောင်ဒီတိုင်းပဲပြထားလိုက်တယ်အတင်းတော်မှာဘုံစီဝရှိတယ်လူငယ်တွေအားလုံးကလူငယ်တွေအားလုံးကတို့စီဝရှိတယ်အကြံဉာဏ်တွေခြားရည်တယောက်တစ်ချက်လောက်ခြားရည်ဆို10ချက်လောက်ထွက်လာဒါပေမဲ့လူကြီးတွေရဲ့စီဝလို့မှာငါတို့သူတို့ပြောရတယ်ဟောပါဘူးငါတို့လူကြီးတွေပြောတာလို့ငါတို့စင်ပြီးရတော့ဒီလိုလောက်လာရှိရပါတော့ဒါတော့ကျွန်တော်အရင်ဒီခဲ့တဲ့နေရာမှာကျွန်တော်တွေ့ကြုံခဲ့ပြီးရရတယ်ပေါ့နော်လူကြီးတွေပြောတဲ့စကားရှိတယ်ငါတို့ကမင်းရင်စားတယ်ငါတို့တွေ့ကြုံဖို့ရှိတယ်မင်းတို့ပြောတာကနားမလည်ဘူးဒီလိုပြောတဲ့စကားမျိုးနဲ့ကြုံဘူးလို့မနော်ဒါပေမဲ့လည်းကျွန်တော်လူငယ်တွေဖြစ်တဲ့ကြောင့်ကျွန်တော်မှလည်းဖြစ်နေပြီးဖွင့်ပြနေတယ်ဉာဏ်တွေရှိတယ်လူကြီးတွေမလုံနိုင်တဲ့ຢာတွေကျွန်တော်လုံနိုင်တဲ့ຢာတွေများရှိပါတော့အဲ့ဒီကြောင့်ကျွန်တော်တို့ကလူကလေးလူငယ်တွေရဲ့စကားနဲ့ကျွန်တော်နေစည်းပြလိုက်တာအောင်ပြီးဝင်အတွက်ပြင်ဆင်ရပါတော့ပြီးတော့လူကြီးတွေပြောတဲ့စကားအရှိတယ်ငါတို့ခေတ္တကဒါမျိုးမလုပ်ခဲ့ရအောင်ငါတို့ခေတ္တကဆိုဒီလိုမျိုးမလုပ်ဘူးကိုလိုမျိုးမလုပ်ဘူးဒီလိုပြောပါတော့စဉ်းစားကြည့်ဒီလိုမျိုးမလုပ်ဘူးလိုမျိုးမလုပ်ပြောရစေကိုဘဝမှာပြင်စဉ်းစားတကယ်ပြောခဲ့လားတကယ်ပြောခဲ့လားဒီချက်ကိုစဉ်းစားကြည့်ပါတကယ်ပြောရွှင်ရွှင်နဲ့ဖြတ်တန်းခဲ့ရလားဒီရောက်ကိုစဉ်းစားကြည့်ကြည့်ရမယ့်အရာကိုပါတော့လူငယ်တွေရဲ့အတန်အားဖြင့်တန်ချေလောက်တယ်ပေါ့နော်အဲ့ဒါကြောင့်လူငယ်တွေရဲ့စကားကိုလည်းနားထောင်ပေးရမယ်လူရဲ့အကျင့်ဉာဏ်ဟာနှုတ်ဘက်တော်နဲ့ညီလားမညီလားဆိုတော့လည်းဆန်းစစ်ပြီးတော့မှလမ်းညွှန်ချက်တွေပေးရမယ်ပြီးတော့မှပြစ်တာနဲ့ပြောတဲ့အရာနဲ့လုပ်တဲ့အလုပ်ကိုညီအောင်လုပ်ပေးနိုင်မယ်ဆိုလို့ရှိရင်ပို့တော့မှကြည့်အောင်တော့ပုံပြလေးပုံနဲ့ဆက်တဲ့သူ့လေးပဲနော်ကျွန်တော်တောင်းနေတာပုံပြလေးပို့တော့ကားတစ်စီးမှာလူတွေတော်တော်များများနဲ့စီးပြီးမှလာတယ်လိုက်ချက်ပြောပေါ့နော်လိုက်ချက်ဖြစ်တဲ့တရားအနေနဲ့ခဏနေနဲ့တရားတွေရှိတယ်ဒီတရားကိုဖြစ်တော်တဲ့အခါမှာအလေရောက်တော့တန်းမှကြည့်ကြရတော့နော်အဲ့တန်းမှာကားကသူ့ရဲ့နောက်ကအမိုးနဲ့ကြီးနေတယ်အရှိသွားရင်လည်းသွားလို့မရနောက်ဆုံးလည်းသူလည်းဖက်နေတယ်ဆိုတော့လူကစဉ်းစားလိုက်တယ်ငါတို့ဒီအမိုးကိုဖြုတ်လားတောင်းလို့ရင်အမိုးပြုံးလာတော့ရင်နောက်ဘက်ပြန်ဆွဲဖို့အတွက်အားသိမရှိရတဲ့အတွက်ဘက်ပြန်ဆုပ်ဖို့အတွက်ကားတစ်စီးပေါ်မှာပြန်ဆွဲခိုင်းတာဘယ်လိုမှစဉ်းစားရမှာနော်အဲ့နဲ့အဲ့နားဆောင်မှာကားများဝင်လာတဲ့ဒီတယောက်တော့နော်ဦးလေးတို့ကခက်တဲ့နေရာလဲဆိုတော့မလာဘူးပြီးတော့အဲ့ဒီမှာကျွန်တော်တို့ပြောရတဲ့ဒီလိုခက်ခဲရှိတယ်ပြောတယ်ဆိုတော့လူငယ်လေးကအချက်ကြီးလုံးမှပြောရပါတယ်ဦးလေးတို့ဒီချက်ရှော့တော့တရားကြုံမှာပဲဒီပဲဘုံဘုံမှာသွားရစီရင်လာမသိဘူးတော့သူတို့ကအဲဒီဒါလည်းဟုတ်တာပဲငါတို့စဉ်းစားပြီးပြောလို့မှတကယ်လေကိုဘုံမှာလေရှော့ဘုံမှာဘယ်ကြောမှာလေကိုလိုက်တဲ့အခါမှာစဉ်းပြီးတော့ကျွန်တော်တို့ခါလေးမှာစဉ်းစားကြည့်ရတော့ကျွန်တော်တို့အပေါ်နဲ့ကြည့်လို့မှမမြင်နိုင်တဲ့အရာရှိစဉ်းစားကြည့်တော့အပေါ်နဲ့ကြည့်လို့မှမမြင်နိုင်တဲ့အရာရှိတယ်တချို့တော့ရတယ်အပေါ်နဲ့ကြည့်မမြင်နိုင်ဘူးကျွန်တော်အောက်ကနေပြန်ကြည့်ကြီးမှပဲအမောကြီးမှမြင်ရတဲ့สิ่งတွေလည်းရှိနိုင်တယ်။ဘယင်တွေနဲ့ရင်ပြဘယင်တွေဆိုပဲတိုင်တန်းလိုက်တဲ့အခါမှာရက်သားလို့ဆိုတဲ့တိုင်တန်းလိုက်တဲ့လိုမှလူတွေရဲ့สิ่งတွေသိတာတော့သိလာတော့မှကောင်းတဲ့အတွက်ပြင်ဆင်ပေးတယ်။ဒီလိုပဲကျွန်တော်တို့လည်းနေစည်းပြလာတဲ့အခါမှာအတင်းတော်မှာဘယ်လိုခက်ခဲရှိတယ်လူငယ်တွေဘယ်လိုခက်ခဲရှိတယ်ဆိုတာကျွန်တော်လိုက်ကြည့်လို့မှလူရဲ့အကြံတွေလည်းနားထောင်ပေးမယ်ဆိုလို့ရှိရင်ပုံလုံးမှအောင်နေတယ်။အတက်တာဖြစ်မဲ့ဒီလိုတဲ့တော့မှဘုရားပြောတော့နော်သူတို့ကြံနေတဲ့အမှုတော်တော်တော်အောင်မြင်နေတယ်ဆိုရတဲ့လူကြီးတွေကပြောရှင်းတယ်ဆိုရအောင်သိရှိရအောင်လူငယ်တွေမထက်တော်ဝင်တဲ့ပြင်ဆင်နေတဲ့လူတွေလည်းကြလာဝင်တဲ့ဖိတ်ခေါ်ချင်ပါတယ်ဒီကမှာဒီကိုလေးကိုဖြေစားတဲ့ဒီစီကိုဖြေလို့ရှိတယ်နော်အခုနောက်တရားဝင်ပါစတာဖြေစားလို့ထပ်မံဖြေစားပြီးတော့နော်ဒါကြောင့်ဒီစက်ပါတယ်
တို့ကယ်ရီကျော်ဟင်းကပါကြတဲ့တော့စကားပြောရင်းနဲ့မျက်စိတစ်ဖက်ပိတ်ပြီးတော့ပြောပါတယ်လို့ပြောတယ်အဲ့ဒါကျွန်တော်မောကြတယ်တို့ဇူဘီတော့စကားကြီးတက်ပြီးတော့ဒီကြည့်ကြည့်မလားဘုန်းကြီးလူငယ်တွေကနေပါလို့လုံးလို့ရတယ်ဆိုတာခုခုလဲစမ်းစေးရမယ်ပြောပါတယ်ဆိုတော့ခုနပြောတဲ့လူကြီးကြီးကလို့ပြောတဲ့အခါမှာတော့နည်းနည်းဒါလည်းပြီးစီပါတယ်တို့ဒီကိုရဲ့ရှိမှဥဆောင်တဲ့အနေဓာတ်တွေကကိုဒီလိုမပြုလို့တဲ့အခါမှာတို့ကိုရှိမှစက်သားတွေစက်ပေါ်တွေဝတ်တောက်တွေတော့ပြောတာဝတ်သားတွေတက်ချတာပြန်အဲ့ဒါတွေအကုန်လုံးစားတာဟုတ်ပြီဝတ်သားတွေပဲမယ်အကျိုးတွေပဲမယ်အသားတွေစားရင်တော့မလို့လေလူငယ်တွေစဉ်းစားဖို့ရင်ဒီနေ့ပြောချင်ပါတယ်ကောင်းတဲ့အရာတွေကိုတို့ယူပြီးတော့အမကောင်းတဲ့အရာတွေတဖို့ရင်ပြောချင်ပါတယ်တို့ rule model ကတကယ်ရှုပ်ဖြစ်ပါတယ်တို့သိတယ်အောင်ကြောင့်မလုပ်ကြတာလေကိုစမ်းစစ်ဖို့လူကြီးတွေမှာလည်းတာဝန်ရှိသူလူငယ်တွေမှာလည်းတာဝန်အများကြီးရှိတယ်ဒီလိုမျိုးလူငယ်တွေဒီလိုအသိတော်ကနေမသက်သွားဘလို့တာဝန်မလဲစီ education တလည်းဇွတ်ရေးသားကြတယ်သင်ရှင်တော်ကြီးကြားပေးတဲ့education ဆိုတဲ့စာအုပ်ရဲ့ဆမနာတရား16ဘလို့မှာပေါ်ပြလက်စီThe strongest argument in favor of the gospel is loving and lovable Christians. ချစ်ချင်းမေတ္တာကိုပဲအရေးဆိုင်တာကျွန်တော်တွေ့ရပါတယ်။ကျွန်တော်ကိုချစ်တယ်လို့ကိုရဲ့တင်းသူတင်းသားတွေကိုလည်းရှိဖို့ရန်ကျွန်တော်ပြောချင်ပါတယ်။ဘာလို့လဲဆိုတော့ဒီကိုရဲ့ character ကကိုရဲ့စာမုတ်တွေကိုရဲ့တရားဟောချက်တွေကလူငယ်တွေတင်းသူတင်းသားတွေပြောင်းလဲမှာပဲဒါပေမဲ့ကိုယ့်ရဲ့အသက်တာကြီးကြားချင်းအဖြစ်ပို့ပြီးတော့အကြည့်ရောက်မယ်ဆိုတဲ့ချက် exchange speak louder than word ဆိုတဲ့မျိုးပေါ့ကိုယ့်ရဲ့အပြုအမူနဲ့ရောက်ပြီးရင်လူငယ်တွေမှာလည်းကိုယ့်ရဲ့ရှိမှရှိတယ်ပို့ဆောင်တဲ့လူတွေမကောင်းဘူးအလုံးကြည့်ရင်မကောင်းတဲ့နိုင်ရုံမလိုက်ဘူးကိုသူစီဖို့ပြီးတော့ဒုတိယချက်ကိုပါလေပြားပြင်းတဲ့အဆက်အသွယ်မရှိအောင်လုံးအကယ်၍ကြုံတွေ့မယ်ဆိုရင်တို့တခြားသူတွေကိုကြည့်ဖို့ဟောပဲတကယ်ယေရှုကိုပဲကြည့်ဖို့သူတွေလည်းပြောချင်ပါတယ်ကျွန်တော်ဒီအဖြေကတော့တကယ်ယေရှုကိုပဲမျက်ခြေပြတ်သူတွေလည်းစစ်စစ်ကြည့်ပြီးတော့ယေရှုဘယ်လိုသက်ရှိလဲတက်စာဖို့စစ်စစ်မှချင်းတို့ဒီတပတ်လက်စင်လေးတော့ကောင်းပါတယ်ဥပ္ပစုတောင်းပြီးအရင်ပတ်အားသောလက်စင်တွေတို့ပြန်လဲစစ်တဲ့အခါမှာဥပ္ပတိချင်းကနေစပြီးတော့ဟောပြနေတဲ့ပုံဘယ်လိုဒီကုတ်လဲကျွန်တော်ရေတင်ချင်းကကိုယ်ဆရာကြောင်းရဲ့ချင်းရောက်အောင်ဥပ္ပကိုစူးစမ်းပြီးတော့လုံးဆောင်ရမယ်ဖြစ်ပါတယ်ကျွန်တော်တို့အခန်းကြီးအစပိုင်းရဲ့20မှာ What for your salvation which pure and trembling လို့ပြောပါတယ်ကြောက်ရွံ့ပြုံလို့ချင်းချင်းကိုရဲ့တဲ့အချက်အတွက်စူးစမ်းရမယ်ဖြစ်ပါတယ်စူးစမ်းမယ်ဆိုတဲ့အခါမှာကိုယ်ကောင်းမှုကုသိုလ်လို့ချင်းချင်းကြတဲ့ချင်းရမှာတော့မဟုတ်ပါဘူးကိုယ်ပိုင်ပါလို့ကိုယ့်ရဲ့နာစာတွေကိုဟောပြတောင်းပါမယ်ဆိုပြဖားတဲ့ကခုအလုံးမှာဖြစ်ပါတယ်လူကိုမကြည့်ပါနဲ့ဒါရင်ကိုညီရှုပဲကြည့်ပါလို့ဆိုနေပြောချင်ပါတယ်စစ်စစ်ပါတယ်ဒီကြံနေပါလေပတ်စံလို့ပြောချင်တယ်ဒါတော့တရားဝင်တော့ဒီမတားယူဆိုတာကရှိတဲ့ကြံပြီးခြေတော်ရဲ့ဘေးတွေအတိုင်းမှာမဖြစ်အောင်လုပ်လို့ဆိုတာနည်းနည်းဖြည့်ဟုတ်ကဲ့ခုနကျွန်တော်ပြောသွားတယ်နော်ဒီ NUS ကိစ္စလည်းပြောသွားတယ်ဆိုတော့ပထမဆုံးပြောတာကတော့ဒီအတင်းတော်ဆုံးပါဆိုရင်ငွေစည်းရင်းတွေကိုကျွန်တော်ဘ
ယ်နေရာမှာဒီသုံးထားတဲ့အကြောင်းကိုဒီကြကြနဲ့ပေါ့နော်ပြဖို့လိုအပ်တယ်ပြီးတော့ကျွန်တော်လူငယ်တွေကိုဒီဗန္ဒာရီနဲ့ပတ်သက်တဲ့နေရာတွေမှာလေ့လာဖွင့်ပေးဖို့ဒီရှိဖွင့်ပေးဖို့အရေးကြီးတယ်ဆိုတာတွေ့ရတယ်ခုနကကျွန်တော်ပြောရတော့ဒီရဲ့ဆိုတာတောင်စရာတိုးတယ်ပိန်ထားတယ်တကယ်တော့ဒီကိစ္စကိုပြန်ရှင်းဖို့လိုတော့ဘယ်တော့ပြီးသွားရင်တော့ခံရအောင်ရှိဆိုတော့ပြောချင်တာကကျွန်တော်လေးစားကြတဲ့အခုချိန်ကြီးပေါ့နော်တော့ချိန်ကြီးပိန်ထားတာတော့ရှိပါတော့ပြောနေရမယ်နော်ပြောချင်တာကပိန်ထားတာအင်တမအင်ဂျီအပြည့်ရှိရဲ့အာဟာရအရင်ရှိတယ်ဆိုတော့ပြောချင်တာဖြစ်ပါတယ်ပြီးတော့ကျွန်တော်စဉ်းစားတွေ့ကြရတော့သမင်းတစ်လက်ကိုကျွန်တော်900ကျပ်ပဲတယ်လို့ကျွန်တော်သိရတယ်နော်ဆိုတော့စဉ်းစားရတော့သမင်းမနေ့မှဆိုရင်သမင်းရှိမယ်ပဲပုံရှိမယ်ပဲရှိမယ်နောက်ဆက်လိုက်တဲ့အခါမှာကျွန်တော်900နဲ့ဘောပြမယ်ပြီးတော့သမင်းရတဲ့တက်တော့ကြိုက်တော့ယူရတယ်နော်ဆိုတော့ဒါပြောမယ်ကျွန်တော်ရဲ့အနေနဲ့အကြောင်းမှရှိရတာအရင်ကောင်းပါရဲ့နော်အခုဒီမှာ900ဆိုတာကဒီငွေသားတစ်ပွဲစားမရှိတော့ဘူးဒီညနေတော့ကျွန်တော်ဒီခဏတော့စားတဲ့အခါမှာရှုပ်ပြုံပြီးချက်တာတော့စီဝေးရတယ်ရစားလို့ကောင်းတယ်တရားလိုရောရစားလို့ကောင်းတယ်ကောင်းပါရဲ့900ပဲကြတယ်ဆိုတော့ပြောချင်တာဖြစ်တယ်နော်ဒါကြောင့်အရင်ကောင်းပါရဲ့ဒီရဲ့စီမံကျွေးမွေးရစားတာရအာဟာရရမ်းရှိရဆိုတော့ကျွန်တော်ဒီနေ့ပြောချင်တာဖြစ်ပါတယ်ဆိုတော့ဆက်ပြီးတော့ပြောမယ်ဆိုရင်ကျွန်တော်ဒီဗန္ဒာရင်းနဲ့ပတ်သက်တဲ့အခါမှာကျွန်တော်တို့ဓမ္မချမ်းသာတဲ့မှာဆိုရင်တို့ပြောရတယ်ဆိုတော့ရှင်ဘောဓကဆိုရင်နိဂောရိကောရကံကြီးရှိရတဲ့ဆက်တင်မှာဆိုရင်ငါတို့ဒီသခင်တရားရှိလိုက်တာကလူတို့ရှိလိုက်တဲ့ယုံသားပါဖြစ်နေအောင်ရရတဲ့ဒီကြရေးဆိုတော့ပြောထားတာတွေ့ရပါတယ်။ဒါကြောင့်ဒီဗန္ဒာရင်းအချင်းကြီးနဲ့ပြောမယ်ဆိုရင်ဒီလူကြီးတွေနဲ့လူတွေကိုတို့ရဲ့ဗန္ဒာရင်းအချင်းများလို့ဒီနေရာမှာတို့သုံးရတယ်ဆိုတော့သိတာမြင်တာအောင်ပြောင်းလို့လည်းတဲ့ကြောင့်ဖြစ်ပါတယ်။ဒီဟာကိုအဓိကဒီလိုလူတွေပြီးရှားတဲ့အဓိကကိုကြီးဆိုတော့လူငယ်လူကြီးတွေဒီနဲ့ဒီဗန္ဒာရေးဗန္ဒာတွေကိုဒီလိုဒီနေရာမှာအကျိုးရှိတော်တဲ့အသုံးပြုပါလားဆိုပြီးတော့တို့သိရှိခြင်းအပြင်တို့ဟာဒီအပြည့်တော်အတွက်အရေးပါတယ်ဆိုတဲ့စိတ်ခံစားမှုရရှိရပြီဆိုတော့တွေ့ရပါတယ်။နောက်တစ်ချက်နဲ့နောက်တစ်ချက်နဲ့ရှိတယ်ဆိုကျွန်တော်တို့ခုနပြောတော့ဒီအဆောက်အဦတွေကိုပဲပတ်စံပြတော့လို့ဒီနေ့ပြည်ရဲ့တက်လာတော့နည်းနည်းပဲတောင်းတယ်ဆိုရအောင်ပြန်တော့အကြောင်းပြန်တယ်ဆိုတော့အဆောက်အဦကအရေးမကြီးဘူးလားဆိုတော့အရင်ပဲအရေးကြီးပါတယ်။ဒါပေမဲ့အဆောက်အဦထက်ဆိုင်ရင်ဒီတက်တဲ့အဆောက်အဦထက်ဆိုင်ရင်တို့လူတွေရဲ့အနာဂတ်ကပူပြီးတော့အရေးကြီးရဆိုတော့ဘုရားကပြောချင်တာဖြစ်ပါတယ်။ဆိုတော့တရားကျမ်းစာထဲမှာဆိုရင်တကယ်ပြတ်တော်ကကိုယ့်ရဲ့သူ့အခါမှာအမှုတော်ဆောင်တဲ့အခါမှာဘိမှန်တော်ကိုစောက်ဖို့လုံးဝအကျိုးစားခဲ့ဘူး။လူငယ်တွေရဲ့တပည့်တော်တွေဒီဓမ္မကျမ်းစာဖက်တရားဖက်ကိုပြီးတော့အားပြန်ဖို့သူရဲ့အခြေအနေအရင်အားလုံးကိုပြုခဲ့တယ်ဆိုတော့ကျွန်တော်သိရတယ်။ဒီဖက်အချင်းလေးရဲ့စက်တိမှာဆိုရင်တက်ရှင်းသူတို့ကိုပြုစုဆောင်ရှောက်ပြီးအမှုတော်ကိုဆောင်ရွက်စေခြင်းကဆိုတော့ကျွန်တော်ပေါ်ပြတာတွေ့ရပါတယ်။ဒီ The purpose study chart ဆောက်ရေးထားတဲ့ Rick Warren ဆိုတဲ့ပုဂ္ဂိုလ်ကပါပြောထားတယ်ဆိုတော့ကျွန်တော်တို့ကအသေးတော်ရအောင်ဒီခုကိုဆိုရင်အဆောက်အဦနဲ့ဒီအရွယ်စားတွေတော့အဆောက်အဦနဲ့အရွယ်စားတွေကိုခိုင်းတာတော့ပဲနဲ့ကျွန်တော်လူငယ်လူတွေကိုကျွန်တော်တို့အတွက်ဘယ်လောက်ကြီးစေလွတ်နိုင်တယ်လဲဘယ်လောက်ကြီးပါဝင်လာအောင်လုပ်နိုင်တယ်ဆိုတဲ့အပေါ်မှာပဲတိုင်းတာသိရဆိုတော့ဘောပြတာတွေ့ရပါတယ်နောက်ဆုံးတစ်ချက်နဲ့ဒီလူငယ်လူရွယ်တွေပေါ်တော့ကျွန်တော်ပြောသလိုပဲကျွန်တော်တို့ရွာဘက်မှာဆိုရင်လည်းရွာတိုင်းလူတွေမှာကျွန်တော်တို့ချက်ရှိတယ်ဘောတော့ဖက်တော့ရှိတယ်ဒါပေမဲ့ဘုရားရှိခိုးတဲ့အခါမှာကျွန်တော်တို့ဂီတာဘောတော့ဂီတာကောင်းကောင်းရှိဂီတာတော့ကောင်းကောင်းမရှိမဲ့ကျွန်တော်ဘုရားရှိခိုးတာတွေ့ရတယ်ဆိုတော့ဒီမှာကျွန်တော်အကြောင်းမှကြည့်တဲ့အခါမှာတော့မှာစုံစုံလေးရှိတယ်တော့ဒီရတယ်ဒီလိုမျိုးလာဆိုရင်လူငယ်လူရွယ်တွေနဲ့ပို့ပြီးတော့ပါဝင်နိုင်ပါဝင်ဖို့ဆရာကိုထက်တယ်မယ်ဆိုတော့တွေ့ရတယ်ဆို
ကျွန်တော်ခြားသိတော့မှာခြားနေရာမှာရှိရတော့မှာကျွန်တော်ဂီတာပလက်နဲ့ဂီတာတော့တကားလေးဂီတာချိုးအောင်အချောင်းပြက်တယ်အဲ့လိုရှိတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဘယ်လိုစိတ်ဝင်စားမှုရှိနေလဲအဓိကတော့တရားဟောတာပေါ့လေအားပေးလိုက်တဲ့ပုံစံမျိုးဖြစ်တယ်အစားအသောက်ရှိနေပါရဲ့နဲ့ဒုရိယာတွေရှိပေါ့နော်ဆိုတော့လူမျိုးနေရာတွေမှာကျွန်တော်တို့ဒီနေ့လိုအပ်တဲ့အရာတွေကောင်းကောင်းလေးလုပ်ပေးမယ်ဆိုလူငယ်လူရွယ်တွေတဲ့ပြောချင်တာကကျွန်တော်တို့တချို့ဆိုချင်တဲ့လူတွေရှိတယ်ဂီတာတီးချင်တဲ့လူရှိတယ်ပြေလို့တီးပြီးတော့ပါဝင်ချင်တဲ့လူတွေအများကြီးရှိတယ်ဒီအရာတွေရှိတဲ့တရားတွေပေါ်ပေါ်လုပ်နေမယ်ဆိုကျွန်တော်တို့လူငယ်လူရွယ်တွေနဲ့ပြောစိတ်ပါဝင်စားဖို့လုပ်ရှိတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အတင်းတော်လူငယ်လူရွယ်တွေကိုများများရှင်းစေချင်တယ်ပြန်ပြီးတော့စီယုံစေချင်တယ်ဆိုရင်ကျွန်တော်တို့လိုအပ်တဲ့ပစ္စည်းတွေလိုပဲပေးဖို့လိုတယ်သူတို့ရဲ့အခက်နဲ့အများကြီးရှိတဲ့အရာတွေကိုအကျိုးပြုပြီးတော့အသုံးပြုပြီးတော့လူငယ်လူရွယ်တွေနဲ့အတင်းတော်တဲ့ကိုရေရောပါဝင်လာဖို့လောက်ဆောင်တဲ့ဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒီယူဝါရှစ်ကဘာပြောတာလဲဆိုရင်လူငယ်တွေမှာရှိတဲ့ဒီစမ်းဆောင်ရည်တွေကိုဘုရားသခင်ကပေးထားတဲ့စတီးစုဆိုပြီးတော့ပြောထားတယ်အဲ့ဒီစတီးစုတွေကိုအတော့ချနိုင်ဖို့အတွက်အတင်းတော်ကနေပြီးတော့ကျွန်တော်တို့ရဲ့ပစ္စည်းကိရိယာတွေကိုပံ့ပိုးရမှာဖြစ်ပြီးတော့ဒါဆိုရင်အတင်းတော်ရဲ့အရန်ကိုရင်းကြီးတဲ့တာဝန်ဆိုပြီးတော့ပြောထားတာဖြစ်ပါတယ်နောက်ဆုံးကျွန်တော်เนี่ยအချုပ်ပြောမယ်ဆိုရင်အတင်းတော်တစ်ခုပါဆိုရင်ကျွန်တော်လူငယ်တွေကိုဗန္ဒာရေးမှာအခွင့်အရေးတာမှုရှိပြီးတော့ဒီလိုစိတ်ချပါရှိခြင်းပြီးတော့ပညာရေးမှာပတ်ဖို့ပေးခြင်းနဲ့ဒီဝဒနာမှာအားပေးခြင်းစတဲ့ချက်သုံးချက်ကိုကျွန်တော်တို့ရဲ့ view site ဒီအတင်းတော်အနေနဲ့ view site လောက်ဆောင်ပေးမယ်ဆိုရင်လူငယ်တွေရဲ့အတွေ့အကြုံဆွမ်းအားတွေနဲ့ခွင့်ရည်တာမှုရှိတဲ့ဒီလိုမျိုးမှုကိုဒီလိုဘုရားကတော့ချက်ရှိတယ်ဆိုတာကိုပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒီကတော့လည်းဒီတန်ခါရေးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဆုံးတရားဝင်တဲ့ပညာရေးမှုကိုပြောလို့ရှိပါတယ်ပြန်ပြီးတော့ကြည့်လိုက်တဲ့အခါမှာဆိုရင်နေစပြီးနေတဲ့နေမှာဘာလို့လဲဖြစ်သွားတယ် That is negative question တေချာစဉ်းစားကြည့်ကျွန်တော်တို့အတင်ပြီးတော့နေမှုလို့ဖြစ်တယ်ဒီတော့လို့သွားတယ်ဒီနော်ဘာလို့သွားလဲ no အဲ့လိုနေရမှာပေါ့ကျွန်တော်တို့ခါနေကြတယ်စဉ်းစားကြည့်လို့လားငါဘလို့ချစ်ချင်းနဲ့တားရပြတာပြီးငါဘလို့ခိုင်းတော့ပြီးတော့ညှို့ချင်းညာမှာပြန်ပြီးစိုးလို့ပြီးနိုင်တယ်ဆိုရင်ကျွန်တော်လူတွေမရအောင်လုပ်ပြီးတယ်ကိုယ်ကိုယ်ရည်ရည်အချင်းချင်းကတော့ထပ်သွားချင်တဲ့နေချင်းတွေဥပမာနဲ့တောင်းမတတ်နိုင်လို့ဖြစ်လို့ဖြစ်လို့ရဲ့သဒ္ဒနာအများကြီးရဲ့ပုံစံရှိတယ်။ Okay အဲ့ဒါကိုဒီလိုတော့မှလည်းဖြစ်သွားတာနဲ့ဘယ်လိုလုပ်နေလဲမဟုတ်ဘူး။ Okay ဟာလည်းဘယ်လိုလုပ်ပြီးနိုင်လဲ။ဟာလည်းဘယ်လိုဖိုင်ပြီးနိုင်လဲ။ဒီများရဲ့ဆက်သွားအောင်လို့ဆိုရဲမြေကိုကျွန်တော်တို့ပို့ပြီးတော့စဉ်းစားပြီးတော့နေနေတာမဟုတ်ဘူးလားကျွန်မပြောရတဲ့အချက်ချက်ရှိတယ်အဲ့ဒီဟာကိုအကုန်လုံးခြုံသုံးသပ်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ဝိညာဉ်ကအမှန်အားနဲ့လို့ဖြစ်တာဖြစ်နိုင်တယ် slavery အရင်ကလေးလို့ဖြစ်တာဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်လည်းကိုဖျားနဲ့ဆက်သက်ထားတဲ့လူငယ်တွေတော့ငါကအမြဲတမ်းငါတို့ဖျားနဲ့တခြားအလုပ်တွေထဲငါတို့ဖျားကိုဦးစားပြီးတော့ဖျားနဲ့ relationship ကိုအရင်ဒီစောက်ပြီးတော့မှလူတွေနဲ့ relationship ကိုငါကောင်းကောင်းလေးနဲ့တွေ့နိုင်ရင်တော့ကိုယ့်ကိုယ်လက်ခံထားတဲ့တရားဥပဒေနဲ့ဖန်တာဖြစ်เสียတခြားလူရောက်ကိုဝေဖန်နေလဲရှင်းချเสียချောင်းတော့အရင်ပြီးလဲငါတော့ဖျားကြလို့ရတာဆိုရင်စိတ်ကအမြဲရှိနေလူရောက်တော့ထပ်သွားလို့ကျွန်တော်မြင်ဒါကျွန်တော်အမြင်ပေါ့နော်ဒီအရေးရတယ်အဲ့ဒီအမြင်ကျွန်တော်တို့ပြောအဲ့ထက်တောင်းပုံတဲ့အဖြစ်လို့ရှိရင်လည်းရှိနိုင်တယ်ဘာလို့လဲဆိုတော့ကျွန်မအနေနဲ့လည်းပြောချင်တယ်ကျွန်မဥပမာလို့ရှိရင်ကျွန်မတောင်းပြီးသားဆိုမှကျွန်မကအကြည့်ဆုံးကျွန်မအောက်မှာကျွန်မမောင်လေးတွေကျွန်မမိသားတွေက
တခြားလူတယောက်က emotional ရဲ့အဆုံးပြင်းထန်နေတဲ့အချိန်မှာကျွန်တော်တို့က sympathy နဲ့ပဲလုပ်နေပြီး empathy ကိုလည်းစိတ်ချောင်းမပေးနိုင်ဘူးဆိုရင်ဖတ်ပြင်းနေပုံမှာပဲဖတ်ချစ်နေပုံမှာပဲအားလုံးဖြေရတော့တယ်ကျွန်တော်အနေနဲ့မော်နေနဲ့စဉ်းစားပေးနိုင်တယ်လို့ကျွန်တော်ထင်တယ်တခြားလူတွေ judge ပါမယ်ကိုယ် judge Jesus ကသူ disciple တွေကိုခေါ်တယ်သူ disciple တွေကသူ့ကိုရောင်းစားတယ်โอเคနော်သူ့ကိုတယောက်ကရောင်းစားတယ်တယောက်ကသူ့ကိုသုံးချိန်ရင်းပဲတယောက်ကသူ့ကိုတောင်းဆိုတယ်ဖြစ်ချင်တဲ့ဟာကိုဒီမှာပြင်တဲ့ချက်မှတယောက်နာတဲ့ချက်မှတယောက်ရှိလို့လာတာသူ့ကိုယုံကြည်ခြင်းအားလုံးပါချိန်မှာရှိတာတော့နဲ့အနည်းကသွားနေတယ်ကျွန်တော်တို့သူ့တောင်းလို့အားနေနေတယ်လားခရစ်တော်နဲ့သူရှိဖို့ပဲနေပဲနေတယ်လားဒါတော့ကျွန်တော်ဖတ်ပြီးရှိနေမှာပဲအားလုံးသိတယ် စီရှားပြောတယ်ဒီကပုဂ္ဂိုလ်ကြီးတရားကိုသိသိရှိတယ်နော်ဒီနာမှာခြေစပ်လေးတွေဖြစ်လို့ကျွန်တော်အနည်းငယ်ဖတ်မှဖြစ်စုပြောစရာရှိတယ်အသေးတော့အခုမှဘုရားရဲ့ခက်မှလာတယ်လူကြီးတွေလူငယ်ကိုလည်းအပေါင်းပြပြောပါလို့ရှိရင်ဘယ်လိုလဲဆိုရင်တစ်ခါတည်းမှာကျွန်တော်တို့ကမင်းကြောင့်ဆိုတော့လည်းလို့ထိုးရတဲ့အချိန်ရှိတယ်ဒီစည်းသားတရားကျွန်တော်တို့ကရောပြန်ကောင်းတယ်ကျွန်တော်တို့လူငယ်တွေရောကောင်းတယ်တကယ်တော့တစ်ခါတည်းမှာကျွန်တော်တို့စီးတွေလူတွေချပေးတယ်ကျွန်တော်တို့လူငယ်တွေအထက်ကလူကြီးတွေချပေးတယ်ဆိုတာကချုပ်ချယ်ခြင်းလို့မဟုတ်နံပါတ်1ချက်ကာကွယ်ခြင်းနံပါတ်2ချက်လုံးချုံခြင်းလို့နံပါတ်3တစ်ချက်ကပါလို့လဲဆိုသူများသက်သာထူခြားတဲ့လူဖြစ်အောင်သူများနဲ့မတူတဲ့လူဖြစ်အောင်ဖြစ်စေဆိုကျွန်တော်တို့ကိုဒီလူတွေ comment တွေရတဲ့ကျွန်တော်လည်းဘုရားဒီတစ်ခုနဲ့ရှင်းပြမှာတခြားအချို့လူတွေများတော့အသေးတော်ဘုရားစီစဉ်နေမှာဘာကြောင့်လို့ music တွေဒီလိုကကျဲကျဲ heavy rock ဖြစ်ကြတယ်မသုံးနိုင်ဘူးလဲဆိုတာဒီတော့ကပတ်သက်တာအများနဲ့ complete တက်တယ်ဆိုတော့ကြောင်းလို့ကဲတော့ဘာလို့မသိရလဲအသေးတော်ကအကုန်လုံးပြောလာပြီးတာစောင်းစာပြီးလို့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့လူတွေခါအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဖတ်ပြီးတဲ့လူတော်ရှိတယ်โอเคတော့မရှိဘူးကျွန်တော်လည်းပြောပြမယ်ကျွန်တော်တို့အသေးတော်နဲ့ဆွဲစာအုပ်မှာဘယ်လိုပေါ်ပြလဲဆိုတော့ကျွန်တော်တို့ရဲ့အသေးတော်ရဲ့ music worship တဲ့ music ကသူများတွေအတွက်ပြီးပြီးနေစရာမဖြစ်ရဘူးအရင်တော့ဒီစတဲ့ music တွေဖြစ်ရဘူးနောက်ပြီးတော့ကျွန်တော်တို့ကဒါကကြောင်းဖြစ်ဒါဆိုကြောင်းစီးရတဲ့အကြောင်းစာအုပ်ကတော့ original စာအုပ်တွေဆိုတဲ့ပုံမျိုးပြန်ကြည့်ကြည့်ကျွန်တော်တို့ကြောင်းမှာသုံးတဲ့ music worship တွေသုံးတဲ့ music တွေက jet အဲ့ဒီ music တွေဖြစ်ရအောင် heavy rock တွေဖြစ်ရအောင်အဲ့လို music တွေဖြစ်ရအောင်နောက်ပြီးတော့အဲ့ဒီဂျွားရောပါတော့မှလည်းကျွန်တော်တို့အသိတော်မှာသုံးတဲ့ music တွေကလည်းရှိတယ်သူများတို့တော့ဆိုပြီးမှပြရဖြစ်နေတယ် music တွေမတောင်းရဘူးလို့အဲ့ဒီဂျွားရောပေါ်ပြတာကျွန်တော်ကဒါတွေကိုသိရတာဘယ်လိုဖြစ်လာလဲဆိုရင်ဘာလို့ဒီဆရာတွေကဒီအပေါ်တွေကငါတို့ကိုမသိခိုင်းတာမတုံးခိုင်းတာဒါပဲဘာလို့လဲသူများကအဖြစ်ပြောရတာအဖြစ်ရှာရတယ်ဆိုတာအင်မတန်လိုလို့ဖြစ်တယ်ပြောတဲ့ဘောကအသိတော်ကလူတွေကိုထွက်တာဘာလို့ရမလဲကျွန်တော်တို့ကိုကျွန်တော်တို့ရောလေ့လာဖို့တောင်းတဖို့ဒါမှမဟုတ်သူများပဲလိုက်တောင်းတဖို့ဆိုရှင်အစင်မပြေဖို့တော့အခုဒီအစီအစဉ်လုပ်ရတဲ့ဒီချက်ကကျွန်တော်တို့လူတွေကတော့ဘယ်သူ့ကိုမှဒီမှာတိုက်ခိုက်နေတဲ့အစီအစဉ်ဖြစ်တယ်ကျွန်တော်တို့လူတွေဒီမှာထိုင်နေတဲ့လူအားလုံးကတနည်းနည်းနဲ့ချင်းချင်းမှာအသိတော်မှာဟုတ်ပဲဟုတ်ပဲဒါမှမဟုတ်ရင်စီးပွားရေးနဲ့ရောဖြစ်တယ်ဟုတ်ရောဒါမှမဟုတ်ပညာရေးနဲ့တော့ဘယ်သူဘယ်အသေးတော်ဘယ်အဖွဲ့အစည်းမှာခေါင်းဆောင်ဖြစ်တဲ့လူကအနေနဲ့ကိုယ့်ကိုယ်ကတော့ခေါင်းဆောင်တယ်အဲ့ဆိုလို့ရှိရင်တော့ဘယ်လိုလဲအသေးတော်လို့ပြောတဲ့အခါမှာဒီနေရာရဲ့အဆောက်အဦကိုပြောတာတော့ဘုရားခင်ရဲ့စစ်မှန်တဲ့သူတင်ချက်တွေကိုစွဲနေတဲ့လူတွေဆွဲတဲ့သူတွေရှိတဲ့နေရာစူးရတဲ့နေရာအသေးတော်လို့ခေါ်တယ်အဲ့ဒီအသေးတော်ကနေဒီနေ့မထွက်တော့အောင်လို့ဆိုရှင်ကိုယ်တိုင်နဲ့ဘုရားစကားကိုတကယ်လေ့လာပြီးဒီချက်တွေဖြစ်ရတယ်အဲ့လိုပဲလေ့ချက်ဆိုလို့ရှိရင်တော့
အဖို့ဒီဆရာတွေကလိုက်ကြည့်နေတယ်ဆိုရှင်တော့အဆင်မပြေဘူး။ဘာလို့လဲဆိုတရားသမားတွေကျွန်တော်တို့ဒီထဲမှာမရှိတဲ့ကောင်ဘာတွေပဲမြင်လား။ negative ဟိုလိုကောင်းဒီလိုကောင်းဒစိမ့်လိုက်ကဒီလိုမျိုးပဲမြင်လား။နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကပေါ့နော်။ဘာလဲလို့ကိုအရင်စမ်းစစ်ဖို့ကျွန်တော်တို့တချို့တဲ့နေရာမှာဆိုရှင်ကျွန်တော်တို့လူတွေမြင်နိုင်တဲ့အရာတွေကိုလူကြီးတွေကဒီလိုကျွန်တော်တို့ကိုစီးတွေလူတွေနဲ့လုပ်ပေးရှင်းတယ်။နောက်ပြီးတော့နောက်တစ်ခုပြောချင်တာကကျွန်တော်တို့လူတွေကမတိမတိပြီးတော့ရှင်းကကျွန်တော်တို့ပြောတာလူငယ်တွေပြည့်အောင်ပြောင်းရဲ့အစီအစဉ်တွေအစီအစဉ်မရှိအောင်လုပ်တယ်တကယ်တော့မလုပ်ဘူးဒီမှာရှိနေတာလူကြီးတွေကျွန်တော်တို့လူတွေပြောတယ်တခါတလေမှာလူငယ်တွေအသေးတော်ကနေဆက်သွားတာလူကြီးတွေကြောင်းလည်းမဟုတ်ဘူးလူချက်ကမားနေတယ်ကျွန်တော်တို့ရဲ့ခံယူချက်ကမားနေတယ်ဖြစ်အဲ့တော့ခံယူချက်မားဖို့ဆိုရှင်ဓာတ်ကြီးနဲ့လည်းမိသားရ personal devotion ရှိရမှာဖြစ်တဲ့တဲ့အကြောင်းကိုကျွန်တော်လည်းအားပေးပြီးပြောချင်ပါတယ်အားလုံးကိုဆက်ရှိပေါင်းလို့ပြောကြပါမယ်